ကျေးဇူးများတင်တယ်ကျွန်တော်လေဒီအခုချိန်ဆိုညနေနေပြီပေါ့နော်ပြီးတော့လဲဟိုမြန်မာပြည်ကဆိုလို့ရှိရင်အင်တာနက်ကရချင်မှလည်းရအောင်ပဲအဲ့ဒါကိုစောက်ကြည့်ပြီးတော့မှကျွန်တော်အားပေးတဲ့အတွက်တကယ်ကိုကျေးဇူးရင်ထဲကနေလက်လိုက်လဲကျေးဇူးတင်တယ်ပြီးတော့လဲဒီမှာလာရောက်အားပေးတဲ့အရောက်စီတိုင်းလဲအလုပ်တွေအပြက်ခံပြီးတော့မှလဲအပင်ပန်းခံကားခအကုန်ခံပြီးတော့မှဟိုဒီထိလာရောက်အားပေးတဲ့အတွက်ကြောင့်မလို့တကယ်ကျေးဇူးတကယ်တင်တယ်ပြီးတော့ဒီထက်မကလဲဟိုဘယ်လိုပြောမလဲဘယ်တော့ပို့ပြီးတော့ကြိုးစားမယ်ကျွန်တော်ပို့ပြီးတော့ကြိုးစားမယ်သူတို့ရဲ့ဂုံယူစေရမယ့်အမျိုးသမီးတယောက်ဖြောင်းကျွန်တော်ရအောင်ကျွန်တော်ကတိပေးပါတယ်လို့ဟုတ်ကဲ့ပို့ပြီးတော့ကြိုးစားမယ်အားပေးရကြိုးနာတဲ့အထိကြိုးစားပေးပါမယ်လို့ဟုတ် Judge number 1 calls this contest in favor of Vera. Judge number 2 calls this contest in favor of Lee. And judge number 3 calls this contest in favor of your winner by split decision. ဟုတ်ကဲ့နိုင်ပွဲထပ်ပြီးတော့ယူဆောင်လာနိုင်တဲ့အတွက်ကြောင့်မလို့ကိုလည်းဂုံယူမိသလိုပြိတ္တအတွက်လည်းဟိုအရန်ပျော်ရွှင်ခဲ့ရပါတယ်တကယ်ကိုလည်းပျော်ရွှင်ခဲ့ရပါတယ်ဒီပွဲအတွက်မနိုင်ပြည်စင်ချိန်ကတော့ဒီပွဲကိုစတင်တဲ့အချိန်မှာဆိုလို့ရှိရင်တော့9ပတ်လောက်ပဲပေါ့နော်9ပတ်လောက်ပါပဲတည်တယ်ဒါပေမဲ့9ပတ်3ပတ်မြောက်မှာကျွန်တော် kickboxing ပဲ train တယ် kickboxing ပဲကြိုးစားပြီးတော့ဘာဖြစ်ဆိုတော့ဟိုအနစ်စာနဲ့ဟိုတည်ထားတယ်ဆိုတော့ကျွန်တော်အဲ့ဒါကိုပို့ပြီးတော့လေ့လာထားတယ်နောက်မှအဲ့ဒီချိန် cancel လုပ်ပြီးတော့နောက်ပိုင်းမှာဇဝေဇဝါတွေဖြစ်သွားရောဘာထိုးလို့ထိုးရမှမသိဘူးပဲမွေထိုင်လာမလား kickboxing လာမလားဆိုပြီးတော့ဆိုမွေထိုင်ရပွဲမတိုင်ဟိုမတိုင်ခေတပတ်ကျော်လောက်မှပြန်ပြီးတော့တည်ရတော့တပတ်ကျော်နှစ်ပတ်လောက်ဟုတ်တယ်အဲ့ချိန်မှတည်ရတော့ဟိုပြန်ပြီးတော့ပြင်ဆင်ခဲ့တာပေါ့အဲ့အလုံးစုံ6ပတ်လောက်ပါပဲဟုတ်ကဲ့အိုးရှိတာပေါ့ကျွန်တော်တို့ကပထမတစ်ခုကခက်ခဲရှိတာက kickboxing ကိုပြင်ဆင်တယ်အဲ့ဒါတစ်ခုရယ်ပြီးတော့ပြိုင်ဘက်ရဲ့အခြေအနေကိုကြည့်ပြီးတော့မှပြင်ဆင်တာတစ်ခုရယ်ပြိုင်ဘက်ရဲ့ပုံစံကြည့်ပြီးတော့မှပြင်ဆင်တာတစ်ခုရယ်ဒုတိယတစ်ခုကကျတော့အခုကဒီအားကစားဟုတ်ပါလေပြိုင်ဘက်အတိရောက်လာ तू ကလည်းဟိုဟာဘယ်လိုပြောမလဲစောက်ပေါ်နဲ့ပြန်ပြီးတော့လာတယ်ဆိုတော့ကျွန်တော်တို့အရင်ခက်ခဲသွားပြီအချိန်လည်းပြင်ဆင်အရင်မရှိတော့ဘူးဒါပေမဲ့ကျွန်တော်အကောင်းဆုံးလုပ်ဖို့ပဲလုပ်နိုင်မယ်လို့လည်းအများအားမျှော်လင့်ပြီးတော့အများအားကြိုးစားခဲ့ပါတယ်ဟုတ်ကျွန်တော်စဉ်းစားထားတာနှစ်ချီလောက်မှတကယ်တမ်းဆိုစိတ်ထဲမှာတော့ကြိုတင်ပြီးတော့စဉ်းစားထားတယ်ဒါပေမဲ့ तू ကလည်းတကယ်ကောင်းတဲ့ပြိုင်ဘက်တယောက်ပဲလက်တီးလဲသူပြင်းနေတွေ့တဲ့အတိုင်း तू ကြားလိုက်ကိုကြားလိုက်ဆိုတကယ်ကောင်းတဲ့ပွဲပဲသူ့ကိုလည်းချစ်ကျူးတယ်သူ့ကိုလည်းဟုတ်ပွဲကခက်ခဲခဲ့တာပေါ့ဘာဖြစ်ဆိုကျွန်တော်ကဘယ်လိုပြောမလဲပြိုင်ဘက်ဒီဖက်စောက်ပေါ်နဲ့ကကျတော့တိတ်ပြီးတော့ထိုးဖူးတာတိတ်မရှိပြီးတော့လည်းလက်အိတ်အသေးနဲ့ဒီဝါမှာစောက်ပေါ်ပထမဆုံးတစ်ကြိမ်ဖြစ်တယ်လို့ပြီးတော့လည်းသူ့ကကျတော့ကျွန်တော်တို့ကသူတို့တရုတ်ကကျတော့ဟိုဟာတော်များများ Instagram တွေ Facebook တွေတိတ်မသုံးဆိုရှာရက်ခဲ့တယ်သူ့ပွဲအရန်ရှာရက်ခဲ့တယ်သူတို့သုံးတဲ့ဟာကဘာတွေလဲတော့မသိဘူးဒါပေမဲ့သူ့ပွဲတော့ပွဲရည်ဟိုဟာရှေ့သူ့ပွဲကျွန်တော်ရှာလို့ကိုမရဆိုတော့မဟုတ်ရှာလို့ရတဲ့တပွဲတလေတော့ရှိဒါပေမဲ့အဲ့ဒီပွဲတွေကအနည်းအခြေဆိုဘလို့သွားကြည့်လို့မရအောင်လေကျွန်တော်တို့အများဖြစ်အားကစားသမားလေ့လာရဲဆိုလို့ရှိရင်အများဖြစ်နောက်ဆုံးပွဲကိုပို့ပြီးတော့ဦးစားပြီးတော့မှလေ့လာတာပေါ့နော်အဲ့ဒါကြောင့်ဆိုသူ့ပွဲတော်တော်လေ့လာရက်ခဲ့တယ်မန်းထားတာတော့ကျွန်တော်တော့သူနဲ့သူအဝေကိုကျွန်တော်တောင်ချမယ်ပဲစဉ်းစားပါတော့ဒါပေမဲ့ तू ကလည်းဟိုဘယ်လိုပြောမလဲ kickboxing တမဆိုတော့ distance တိုင်းတတ်တယ်ပြီးတော့ तू ကပြန်ပြီးတော့ဆုပ်ဒါမြန်တယ်ဆိုတော့ကျွန်တော်အဲ့ဒါတွေတော်တော်ဝင်ပြီးတော့မှဖမ်းချုပ်လို့တိတ်မလွယ်ဘူး तू လည်း weak ထိုးပြန်ထွက်အဲ့လိုမျိုးဆိုတော့ကျွန်တော်စဉ်းစားထားတာနည်းနည်းတော့လွယ်သွားတာပေါ့အဲ့ဒီချိန်မှာတော့တော်တော်ကိုမူတယ်ကိုယ့်အကိုပြန်ပြီးတော့ဒီနံပါတ်1တစ်ချက်ကကျတော့ကိုယ့်အကိုပြန်ပြီးတော့ဒီကောင်းရက်နိုင်အောင်တင်မလားအဲ့ဒါတခုရဒုတိယတစ်ချက်ကကျတော့ဟိုတတိထားရတော့မယ်သူလည်းဟိုလက်တီးပြင်းတဲ့ကစားသမားဆိုတော့ကိုကအဲ့ဒါကိုဒုတိယချက်ပို့ပြီးတတိထားရမယ်နံပါတ်3တစ်ချက်ကကျတော့ကိုကတော့ဟ
ဒီတိုင်းပဲဆက်ဖြစ်လို့မရဘူးဘာဖြစ်ဆိုရင်ပြိတ္တာတွေလည်းကိုယ့်ဘက်မှာရှိတယ်အကုန်လုံးကိုယ့်ကိုစောင့်ကြည့်နေတယ်ဆိုကျွန်တော်ဘာနိုင်ရတော့မှာပေါ့ဆိုတော့အဲ့ဒါကိုပို့ပြီးတော့တွေးဝင်လာတာပေါ့ဟုတ်ကျူတင်တာကတော့သူ့ရဲ့ပုံစံစောက်ပေါ်ရဲ့ပုံစံသူဝင်လာရင်တောင်ရိုက်မယ်ပြီးရင်ကျွန်တော်ကအနီးကလို့ရှိရင်တောင်ရိုက်မယ် clinch မယ်အဲ့ဒါကတော့ကျူပြီးတော့ပြင်ဆင်တယ်ဒါပေမဲ့တကယ်တကယ်တော့ပြိုင်ဘက်ကကိုထိုးထားတာနဲ့ကိုပြင်ဆင်လာတချို့ကကျတော့လွဲမားတာတွေရှိတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုပြင်ဆင်လာတဲ့အရာမှာ तू ကပြိုင်ဘက်ကြောင့်စင်ပေါ်မှာပရမတ်ရှိမှာပြောင်းသွားမယ်ဆိုတော့သူ့ရဲ့အဓိကပရမတ်ရှိမှာကိုကပို့ပြီးတော့တတိထားပြီးကြည့်ရမယ်ဒုတိယရှိမှာကိုကပြောင်းလဲတင်ရမယ့်အချိန်မှာကိုထပ်ပြီးတော့စပြီးတော့ပြောင်းလဲရတော့မယ်ကိုဒီတိုင်းပဲဒီတိုင်းဝင်တော့ကျွန်တော်လည်းမလွယ်လောက်သူ့ရဲ့ power check ကကြတော့လေအဲ့ဒါကြောင့်ဟုတ်ဒီဝိတ်ချတဲ့ပိုင်းမှာစားတောင်းတဲ့ပိုင်းမှာပြောမှဆိုလို့ရှိရင်တော့ပထမအဆုံး check ကကြတော့ကျွန်တော်ကပြိုင်ပွဲမရဘူးပြိုင်ပွဲဘယ်လိုပြောမလဲသူတို့လာမကန်လန်းကလေးကကျွန်တော်ဒီတလမှာကျွန်တော်ထိုးချင်တယ်ကျွန်တော်စဉ်းစားထားသူတို့ကလည်းပွဲတောင်းထားတဲ့အချိန်မှာကျွန်တော်စပြီးပြင်ဆင်လိုက်ပြီ2လလောက်မှကျွန်တော်စပြီးတော့ပြင်ဆင်တယ်ကျွန်တော်ပြင်ဆင်တဲ့အရာတွေလည်းကျွန်တော်တယောက်တည်းပဲမသွားနိုင်ဘူးကျွန်တော်ရဲ့ဘာလဲ gym ဆရာလဲပြင်ဆင်တယ်ပြီးတော့အထူးဖြစ်မှကျွန်တော်ရဲ့ဟိုမှာအနီကဆရာကြီးပေါ့သူကတော့ကျွန်တော်အနီကဆုံးကျွန်တော်မနေ့စာနေ့ညအကုန်လုံးကြည့်တယ်ဆိုတော့အဲ့ဒီအရာတွေတခုမကြံသူလဲလိုက်လုပ်ပေးတာပေါ့နော်သူလိုက်လုပ်ပေးတယ်ဆိုအဲ့ဒီအရာကြောင့်ဒီပွဲမှာကျွန်တော် weight ကိုအရင်လိုပင်ပန်းနဲ့လည်းမချရတယ်လို့ကျွန်တော်ရဲ့ muscle တွေလည်းအရင်လိုလည်းမကြောက်ပြီးတော့တန်လက်တန်မာလာတယ်လို့ခံစားရတယ်အဲ့ဒါကြောင့်ဟုတ်ကဲ့star နဲ့ကကြတော့သူကတော့ကျွန်တော်ထက်အမှန်တမ်းပြောမယ်ဆို senior အများကြီးကြတယ်သူကပွဲပေါင်းလဲသူက champion လဲ3ချိန်တောင်ရှိခဲ့3ခုတော့ဗောနော်ရှိခဲ့ပူတဲ့လူကျွန်တော်လည်းလေးစားရတဲ့အာဇာသမားတယောက်ဗောနော်ပြင်စင်ရတော့ဘယ်လို ready ဖြစ်ပြီလားဆိုတော့ကြတော့လေကစားသမားတယောက်က ready ဖြစ်ဖို့အချိန်ထိစောက်လို့ရှိရင်ကျွန်တော်တို့ကready နိုင်ဘူးဆိုတော့လာမဲ့အချိန်ကိုသူတို့တကယ်လို့အရန်ထိုးစီချင်တယ်ပြီးတော့ကျွန်တော်လည်းအကောင်းဆုံးကြိုးစားခဲ့တဲ့အချိန်ဆိုကျွန်တော်အကောင်းဆုံးပဲလုပ်ပြဖို့ပဲစဉ်းစားတယ်ကျွန်တော်ဘဝမှာကျွန်တော်အကောင်းဆုံးဖြစ်ဖို့ပဲအများအားကြိုးစားပြီးတော့မှတိုင်ပွဲထိုးချင်တယ်ဒီလူနိုင်ရမှဒီလူနိုင်ကျွန်တော်အဲ့လိုမျိုးအနိုင်အရှုံးတွေအရင်မတက်မှကျွန်တော်ဘယ်လောက်လုပ်နိုင်လဲကျွန်တော်ရဲ့ကြိုးစားတွေကျွန်တော်ဘယ်လောက်ထိဖော်ထုတ်နိုင်လဲကျွန်တော်ရဲ့အရေးချင်းကျွန်တော်ဘယ်လောက်ပြနိုင်လဲဆိုအဲ့ဒါပဲကျွန်တော်ချပြချင်တာပါဟုတ်သူတကယ်လို့သူအများအားကျွန်တော်စိန်ခေါ်ရတယ်ဒါပေမဲ့သူနဲ့တူလာမယ်ဆိုလို့ရှိရင်လည်းတူလို့ရတယ်ဟုတ် Thai fighter နဲ့တခြား fighter ကကျတော့ Thai fighter ကကျတော့တော်တော်များများကကျတော့သူတို့ကလေကွာခြားချက်တစ်ခုရှိတာတော့တော်တော်များများနောက်ပိုင်းမှာ Thai fighter တွေကအစားတောက်တွေကနိုင်ငံခြားလောက်မလေ့လာဘူးလို့ကျွန်တော်ထင်တာပေါ့နော်အဲ့ဒီအစားတောက်ပိုင်းမှာသူတို့နည်းနည်းအားနည်းတာတွေရှိတယ်ပြီးတော့လည်းweight ချတဲ့ပိုင်းမှာသူတို့အားနည်းတယ်ပြီးတော့သူတို့ပုံစံကိုသူတို့ဒီလိုလာတာမျိုးတွေပို့ပြီးတော့များတယ်မွေထိုင်းပုံစံတကယ်ဒီနိုင်ငံခြားသားတွေနဲ့တိုးပြီးဆိုလို့ရှိရင်တကယ်နတ်တဲ့လူနဲ့ပညာသုံးတဲ့လူဆိုလို့ရှိရင်ထိုင်းတို့လည်းတော်ရင်တော့မရှင်နိုင်တော့ကျွန်တော်မြင်တယ်ကျွန်တော်အနေနဲ့ကကျွန်တော်ထိုင်းနဲ့ထိုးတယ်ဆိုလို့ရှိရင်တော့နိုင်ငံခြားကျွန်တော်ပို့ပြီးတော့ချိန်တယ်အဲ့လိုမျိုးတော့ပို့ပြီးတော့ရှိတယ်ပေါ့ဟုတ်ကျွန်တော်ရဲ့စိတ်ထားကတော့ဒါကကွန်လာရဲ့နေရာဒုတိယနေရာမှာကျွန်တော်နေချင်တယ်ပြီးတော့လည်းမြန်မာနိုင်ငံလူမျိုးတိုင်းအတွက်ဂုဏ်ယူရမယ့်အမျိုးသမီးတယောက်ဖြစ်အောင်ကျွန်တော်ကြိုးစားလုပ်ချင်တာပေါ့နော်ဆိုတော့ဒီအရာတွေကတော့ကျွန်တော်တို့ကြိုးစားတလောက်ပြီးတော့ဆက်သွားမယ်ရအောင်တော့ကျွန်တော်ရချင်တယ်ဒါပေမဲ့ကတိတော့မပေးရဘူးဒါပေမဲ့ကျွန်တော်အကောင်းဆုံးဂုဏ်ယူရစေမယ့်အမျိုးသမီးတယောက်အဆုံးထိတော့ကျွန်တော်ဆက်သွားမှာတော့ဟုတ်ကွန်လာကကျွန်တော်အမြဲတမ်းအပေးစကားတော့သူကတော့ညီမနေလုံးနိုင်တယ်သူကအမြဲတမ်းကိုအားပေးတယ်ပြီးတော့လဲတစ်ချိန်ကျရင်အဲ့ဒီနေရာလဲရောက်လာမှာပါအဓိကတေးပုံမှန်ပဲလေ့ကျင့်ပြီးတော့မှအစားတောက်လဲတေးသူအများအားအဆုံးမှာပါပဲတင်မလားအကိုအရင်တယောက်လိုပဲသူကလည်းကိုယ်သားချစ်တယ်ကိုလည်းသူ့ကိုချစ်တဲ့အကြောင်းလေးလည်းပြောတယ်သူနဲ့တွေ့လို့ရှိရင်လည်းကိုကအမြဲတမ်းပါတယ်ဆိုအဲ့လိုမျိုးဖြစ်တယ်ဗဖြစ်ဆိုအရင်နှမျောမိတယ်ကျွန်တော်တို့ကကျွန်တော်တကယ်သားအားပေးရဆိုတော့ကျွန်တော်ရောက်လာတဲ့ချိန်မှာသူကထွက်သွားရောဆိုတော့အဲ့ဒီຢာတွေစိတ်မကြည်မနာနည်းနည်းဖြစ်မိတာပေါ့ထပ်ပြီးတော့မြင်ကျင်သေးရပါတော့မြင်ချင်တာပေါ့ကွန်လာကတကယ်တမ်းဆိုလို့ရှိရင်ဒီအားကစားပိုင်းမှာရောကျွန်တော်တို့ပြတ်တက်သွားတယ်ပြီးတော့သူ့ရဲ့နှလုံးသားအရန် kindness တဲ့ပိုင်းမှာရောကျွန်တော်တို့တုံတင်ပြတ်တက်သွားတယ်ဆိုတော့အဲ့ဒီဟာတွေကိုသူ့ရဲ့နှိတ်ချတာတွေကိုကျွန်တော်အရန်တဘောကြတယ်ဆိုအရန်မြင်ချင်တယ်အဲ့လိုအာဇာသမားတော်တော်ရှားတယ်ဆိုတော့ကျွန်တော်အဲ့ဒီဟာတွေမရက်တန့်စေချင်ဟုတ်မေးအောင်ပါကျွန်တော်ပဲမြင်လာကြတယ်ဘယ်တော့ဒီပွဲထိုးကကျင်းတတ်သွားမယ်ထင်တယ်
ဘာဖြစ်လို့လဲဆိုတော့ဘယ်တော့အရင်တော့ထိုးရတဲ့ပြိုင်ဘက်တွေကမွေထိုင်းတော့လည်းကောင်တစ်ခုပဲဘယ်တော့ကဘောက်ဆင်တအားတန်တဲ့ fighter ဆိုကျွန်တော်သိတယ်ဒီနေ့ဆိုရင်ဘယ်တော့ဘောက်ဆင်စကေးတွေကောင်းကောင်းကြီးရှင်းကြည့်လို့ရတယ်အဲ့တော့ပြိုင်ဘက်ကလည်းအဲ့လိုဘောက်ဆင်ကောင်းကောင်းနဲ့ကိုယ်လည်းဘောက်ဆင်ကောင်းကောင်းနဲ့သူကြကိုကြနေတာဘယ်လိုပုံစံမျိုးသူစီ respect တော့ bro အများကြီးပေးလိုက်တာလည်းသိတယ်အများကြီးလည်းပြရမယ်ဆိုတော့သူ့ respect ထားတယ်ဆို तू ကတကယ်တမ်းဆိုလို့ရှိရင်ဒီ one sim ပေါ်မှာပထမဆုံးချိန်တက်တယ်လို့ဆိုရင်တော်တော်များများကကြောင်ပြီးတော့မှပင်ပန်းဖြစ်သွားကြတယ်။ तू ကကျတော့အဲ့လိုမျိုးမရှိဘူး။ तू တကောတန်ပါတယ်။ तू တန်ပါတဲ့ဟိုအားကစား fighter တယောက်ဖြစ်တယ်။ပြီးတော့လဲကျွန်တော်စောင့်ကြည့်နေတဲ့သူ့ तू ကျွန်တော်ကတော့ခတ်မှန်းရပါတော့ပထမရှိမှကျွန်တော်သူ့ပင်ပန်းအောင်လုပ်မယ်ဒုတိယရှိတတိယရှိမှကျွန်တော်ဒါပေမဲ့ तू ကသူ့မှာအဲ့လိုမျိုးလုံးဝမရှိဘူး။ तू တကယ်တန်ပါတဲ့အားကစားသမားတယောက်မလို့ပြီးတော့လဲ तू များကျွန်တော်ပွဲပြည့်တဲ့ချိန်မှာသူ့ကိုသူများခေါ်တော့သူအဲ့ဒါကိုလက်ခံတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့နှစ်ယောက်ပွဲဖြစ်သွားတယ်အဲ့ဒါအကြောင်းမလို့ကျွန်တော်သူ့ respect ရှိတယ်ကျွန်တော်သူ့လေးစားတယ်ဆိုကျေးဇူးလက်တင်တယ်ဒီပွဲအတွက်တကယ်ကျေးဇူးတင်တယ်ပေါ့ဘောက်ဆင်ရှင်ထိုးတဲ့ဘိုင်းလေးတစ်ချိန်ပြဘောက်ဆင်ရှင်ထိုးတာတော့သူလည်းဘောက်ဆင်ကောင်းတယ်ကိုတိလဲကိုတိတယ်ကိုလည်းကိုကောင်းတယ်လို့ကိုထင်တာဒါပေမဲ့ဟိုဘယ်လိုပြောမလဲနှစ်ယောက်စလုံးကမတိမ်မယိမ့်ပါပဲဒီလိုနှစ်ယောက်စလုံးဒီလိုလုံနိုင်တာကပရိသတ်တွေရဲ့အကြိုက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျင်တတ်တယ်ဟုတ် Okay ကျေးဇူး Okay thank you Okay, thank you, ba. Thank you. Thank you, no.